အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုငယ်ပါလွန်ခဲ့တဲ့တလတော့တင်တန်းတားတွေကိုကျွန်တော်လက်တွေ့ YouTube ပြပေးခဲ့တဲ့ဗီဒီယိုဖြစ်ပါတယ်ဒီကြားတဲ့အလုပ်တွေမအားတာနဲ့ကျွန်တော်မတင်ဖြစ်တာပါကျွန်တော်နဲ့တက်တူ YouTube ချင်တာပဲဖြစ်ဖြစ်တင်တန်းကိစ္စမေးမြန်းချင်တာပဲဖြစ်ဖြစ် Facebook Messenger နဲ့လာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ပုံကအမှန်တကယ်တမ်းတော့သူက black gray ပေါ့နော်အဖြူမဲကာလာပဲပေါ့နော်ဆိုတော့အဲ့ဒီအဖြူမဲကာလာကိုကျွန်တော်တို့ဒီရောက်စုံကာလာပုံစံနဲ့ကျွန်တော်ပြန်ပြီးတော့မှ YouTube ပြပေးတာဖြစ်ပါတယ်ဆိုကျွန်တော်လည်းတတ်တလောက်နားလေတလောက်လေးကျွန်တော်ရဲ့တင်တန်းသားတွေကိုကျွန်တော်ပြန်ပြီးတော့မှ sharing လုပ်ပြီးထားတဲ့ကာလာပိုင်းပေါ့နော်ကျွန်တော်တို့ရေးတာကြာချိန်က9နာရီကျော်6နာရီနီးလောက်ကြာသွားတယ်ပေါ့နော်ဆိုတော့ဒါပြီးသွားတဲ့အနေထားပါပေါ့နော်ပုတ်တပုတ်လှဖို့အတွက်စေးကြံကောက်ဖို့အတွက်ကတော့ဒီအရေးခံသွားတဲ့ client ရဲ့ report မှာလည်း90ရာခိုင်နှုန်းမူတည်နေပါတယ်ဆိုတော့ဒီပုံစေးကြံကောက်ဖို့အတွက်ဆောင်းရန်ရှောင်းရန်တွေကိုတေချာလေး Q site ပြီးတော့စေးကြံကောင်းလေးလက်လလေးထွက်တယ်ပေါ့နော်တေချာလေး Q မဆိုင်ပဲနဲ့ရေတို့ဆပ်ပြတို့နဲ့ထိတဲ့အခါမှာဆေးရောင်မေးမိတ်သွားတာတို့ပုတ်ပြက်သွားတာတို့ဖြစ်တတ်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုငယ်ပါ